ကြက်ဥပူတင်းပုံမှုအီလေးလုပ်လိုက်ကြအောင် let's do it ကြက်ဥပူတင်းယူထိုးဖို့အတွက်တကြား960နှုံးမုံက100 g စီက250ထောပတ်စစ်စစ်က50 g ကိုအကုန်လုံးရောပြီးတော့ချိန်ပြီးတော့တမအောင်မွေမယ်ပြီးတော့ရင်ကြက်ဥ15လုံးရဲ့ရေတန့်300 g ရဲ့ကိုထည့်ပြီးတော့တမအောင်မွေပြီးရင်မီးအေးလေးနဲ့ကျွန်တော်တို့စီးပိုင်လာလေးထိုးပေးရမှာပဲဖြစ်ပါတယ်ခက်စီလေးရပြီဆိုရင်ဘန်းတစ်ပန်းပေါ်မှာဖြန့်ပြီးတော့အေးခံရမယ်ပြီးရင်ပေါင်မုတ်မွေမယ်ရေခဲ1100တကြား900ကြက်ဥလေးလုံးနဲ့ကရက်စီယာ9 g ကိုအရင်မွေမယ်ပြီးရင်ပေါင်ကြုံ2500 yeast က25 g နှုတ်မုတ်100 g ကိုထည့်ပြီးတော့မွေပေးရမှာပဲဖြစ်ပါတယ်ပေါင်မုတ်ဓာတ်တော်တော်လေးညံ့ညောလာတဲ့အချိန်ကျမှမာဂျွန်နဲ့250နဲ့စား25 g ကိုထည့်ပြီးတော့အဆုံးသတ်မှာပဲဖြစ်ပါတယ်ပြီးလို့ရတဲ့ပေါင်မုတ်ကိုခဏလောက်အနားပေးထားပြီးရင်35 g အလုံးလေးတွေဖြတ်ပြီးရင်လုံးမယ်လုံးပြီးသွားရင်လည်းနောက်ထပ်15မိနစ်လောက်အနားပေးမယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ပူတင်းယိုလေးတွေကိုစိတ်ရှည်လက်ရှည်အစာတုပ်ပေးပြီးတော့ဘန်းထဲမှာညီလေးစီပုံမှန်ပေါင်းကန်းပူချိန်မှာတနာရီခွဲလောက်အပွားခံပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာပူတင်းယိုကအရန်ပြော့တယ်လို့ခံစားရရင်ယိုထိုးတဲ့အချိန်မှာပြောင်းမှုမုံလေး50 g လောက်ထည့်ပြီးထိုးပေးပါခင်ဗျာကဲပေါင်မုံအပွားခံနေတဲ့အချိန်မှာပေါင်မုံပုံမှာအလားစင်ဖို့အတွက်ကျွန်တော်တို့မာဂျိုရင်60တကြားမုံ60ကြက်ဥတစ်လုံးကိတ်ကြုံ60နှမ်းနှင်းငယ်ကိုလုံးဝတမသွားတဲ့အထိစီးပိုင်နေအောင်ဝစ်လေးနဲ့မွေပေးပြီးတော့ပိုက်ပင်းဘက်ထဲကိုထည့်မယ်ပွာလာတဲ့ပေါင်မုံပုံမှာခက်စိတ်လေးညစ်ပြီးတော့အပေါ်မီး200အောက်မီး190နဲ့ခန့်မှန်းကြည့်73မိနစ်ဝန်းကျင်တော့ဖုတ်ပေးလိုက်ပြီဆိုရင်တော့ကျွန်တော်တို့မူလာလက်ဟောင်းပူတင်းပေါင်မုံဆိုအီလေးရရှိပြီပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာကျွန်တော်ရဲ့ဝေဆဆဈေးကွက်ဝင်မုတ်လုံးကြီး100စာအုပ်လေးဟာကျွန်တော်တို့အုပ်ရည်10ကနန်းဝန်းကျင်ပဲရှိပါတော့တယ်နော်မဝယ်လိုက်ရလို့နောင်တရနေတာမျိုးမဖြစ်ရလေအောင်မြန်လေးလာပြီးဝယ်ပေးကြဖို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာအားလုံးကျေးဇူးပါ